လုံးမင်္ဂလာပါကျွန်တော်ဒီနေ့တော့မနက်စောစောစီးเนาะကျွန်တော်ရွှေတုံဖျားပေါ်ရောက်နေတာဖြစ်ပါတယ်เนาะကျွန်တော်ဆိုင်ရာဝန်ထမ်းလေးတွေကိုเนาะကျွန်တော်က live ပို့ရင်းနေပေါ့เนาะဟုတ်လားဒီနေ့ live ပြနေလည်းဖြစ်တော့ပေါ့เนาะမနက်စောစောစီးပေါ့เนาะကျွန်တော်တို့ကလာကောင်းမှုကုသိုလ်เนาะယူရဲအနေနဲ့เนาะဆိုင်ရာကလေးတွေအားလုံးကိုကျွန်တော်ရွှေတုံဖျားကို live ပို့တာပဲဖြစ်ပါတယ်ခင်ဗျာဆိုရင်ဟုတ်လားเนาะဖျားပေါ်မှာကျွန်တော်တို့เนาะဒီအစောကြီးဆိုပေမဲ့เนาะလူတွေပြည့်နေတာအားလုံးเนาะတွေ့ရမှာဖြစ်ပါတယ်เนาะလူတွေကတော့เนาะမိုးမလင်းသေးပါဘူးဒါအခုစောကြီးရှိသေးတယ်เนาะမိုးတော့မလင်းသေးဘူးဒါပေမဲ့လူတွေကပေါ့เนาะဟုတ်လားအပြည့်နေပေါ့เนาะကျွန်တော်တို့เนาะဒါချက်ပြမှာကြာစီကားနေတာကိုလည်းအားလုံးတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ပေါ့เนาะဟုတ်လားအလုပ်တွေဘလားပွဲများများပေါ့เนาะကိုကိုတဲ့ဘာသာတရားကိုပေါ့เนาะအချိန်ပေးသင့်ပါတယ်အကြောင်းပေါ့เนาะကျွန်တော်အနေငယ်လေးဝင်ခါကြင်ပါတယ်ကျွန်တော်တို့ကဘောနော်လာလောကမှာနေတဲ့အခါမှာခက်ခဲနောက်ဆက်တွေအများကြီးကြုံရပါတယ်အဲဒီခါကျရင်နော်ကိုကိုတဲ့ဘာသာတရားဒါနော်ကိုယ့်ရဲ့စိတ်သက်သာရစေတယ်ကိုယ်ကယ်တင်နိုင်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်အနေငယ်ဝေမျှလိုပါတယ်အခုကြည့်နေတယ်နော်လူတွေအနေနဲ့လည်းဟုတ်လားနော်အလောက်ကိုင်းနေနော်ဘလာပွဲများများဟုတ်လားနော်ကိုကိုတဲ့ဘာသာတရားကိုနော်အချိန်လေးနည်းနည်းလောက်ပေးကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းခေါ်ပေးလိုပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ငါကရီယိုဖြစ်ပါတယ်